ကဲအခုကတော့ဘာဆော့ပြသွားမလဲဆိုတော့ဒီရဲ့ strawberry ပေါ့နော် strawberry မိုးစားလေးပေါ့နော်ကျွန်မဆော့နေတာ blue blow လေးပဲဖြစ်ပါတယ်ဒါလေးဆော့ပြမယ်ပါတယ်strawberry ပုံစံလေးပေါ့နော်အဲ့လို strawberry ပုံစံလေးနဲ့လုပ်ပြရပါတယ်ကဲဂိမ်းနဲ့တော့ရောက်လာပါ strawberries ကိုပါကြနည်းတော့ဖုံးဝါနည်းနည်းဝါနေရလားဒီတော့နဲ့သူ sorry ရောက်ဝါအဲ့တော့မသိဘူးနော်အဲ့တော့ကိုဆော့ပါမယ်ဆော့ပြပေးလိုက်ပါမယ်နော် strawberry ချင်းတန်းပြုတ်ကြရပေါ့ဟုတ်လဲဆိုတော့နည်းနည်း roast ရတယ်မိသွားနည်းနည်းမိဆော့ရကြတော့လေဒီတိုင်းတော့ထားကွာမနေ့ဗီဒီယိုရိုက်မယ်ရိုင်းနေပဲနည်းလိုင်းရသိမ့်မကောင်းဘာဖြစ်တာလဲမသိဘူးတော့တိတ်မရှိဘူးအကြောင်းမလို့အတွင်းထားတော့ကြောက်မလို့ sorry ပါနော်မာရရှိပေါင်းဝင်လည်းဖွင့်လို့ပြပါလို့ပြောချင်ပါတယ်ဖြစ်တော့မိမိပေါ်ဝင်မယ်ဆိုပတ်စံစုကကွာအဲဘလိုပေါ့ဆိုဘလိုပတ်ပြီးလဲဝယ်ဒီလေပြပါမယ်မရှင်လည်းတောင်းမှပါလေကြောင်းနေတာရှင်တောင်းမှပါလေအားလုံးနောက်ကကအတန်လေးပါနေတယ်လိုင်းကလည်းထစ်နေတယ်အားလုံးတောင်းမှပါလေအတန်လေးလည်းကျင်းနေတယ်တောင်းမှပါလေနော်ကွာတာလေးလည်းဝင်နေတော့ကျွန်တော်လည်းပြီးတော့လည်း subscribe လေးထားကြပါလိုက်မကောင်းတော့ဆိုနာကလမ်းလေးမကောင်းတော့ကြောက်ဖူးလေးဖြစ်သွားတော့တော့မှမှာရှင်တုတ်ကားဟိုဗာလေအများကြီးဆော့ပြတော့မှမှာမှန်ထားပေးစားပါရှင်ဆောင်ပွဲထွက်ကြတယ်။ဒီအောင်စင်ရင်းတွေထွက်ကြပါတယ်လို့အောင်ကြလာတော့မိုးကတော့ပါနေပါလေရှူတို့မှာတော့ရှာနေကြတယ်။ဒီနေ့တော့ဒီလိုတော့ပန်းမင်းနဲ့လာတာမဟုတ်ဘူးလိုက်တော့ရှင်ကျွန်တော်ဘနာနာပြီးခဏခဏလေးပဲဘနာနာတစ်ခုရက်ပြပါမယ်ချောကလက်ဟုတ်စားဆာကူရာလေးလည်းရိုက်ပြမယ်ဟိုကတော့ရေတော့လည်းရိုက်ပြမယ်ခုကင်းလေးလည်းရှိပါတယ်ချက်ကင်းနေတော့ဒီထက်ဘူးလားဘူးကနေတိုင်းရှူလို့ပုံကြည့်လို့ရတယ်ဘာလဲမသိလဲလိုက်ပြောစားပြီးသွားပါပြီထမင်းတို့တော့ထမင်းစားလိုက်ပါရှင်
လိုင်းမကောင်းဟုတ်တယ်လိုင်းမကောင်းဟုတ်တယ် water type ပြောချင် sorry ပါနော်